အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ဈေးသွားရင်းနဲ့မှုလေးရလာဖြစ်တဲ့အတွက်မှုကစွန်းရေတောက်ကလေးချက်စားမှာဖြစ်ပါတယ်အဝင်ပစ္စည်းတွေအနေနဲ့ကတော့မှုစက်သွန်နီစက်သွန်ဖြူမျိုးသီးစိမ်းကစွန်းရွက်တို့ပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့မှုလေးတွေကိုကျွန်တော်တေချာလေးခြွေပေးပါမယ်ခင်ဗျာခြွေပြီးရင်တော့ရေတေချာပြောင်းဆေးပါမယ်တဲတွေမပေါအောင်လို့ပါခင်ဗျာပြီးရင်တော့စက်သွန်ဖြူစက်သွန်နီတို့ကိုစီတက်ဖို့အတွက်ကျွန်တော်ပါလေးလှီးပါမယ်ခင်ဗျာခုဆိုရင်စီတက်ဖို့အတွက်ကျွန်တော်အိုးထဲကိုစီအနှဲငယ်ထည့်ပါမယ်ခင်ဗျာစက်သွန်ဖြူစက်သွန်နီတို့စပြီးစီတက်ပါမယ်ပြီးရင်တော့အရောင်အတွက်ကျွန်တော်ဆွနှင်းမုံနည်းနည်းထည့်ပါမယ်မိုးထည့်ပြီးတော့စီတက်မှဖြစ်ပါတယ်ခင်ဗျာမိုးထဲကိုအရသာလေးတွေဝင်တော့အောင်ကျွန်တော်ဒီဆရာလေးစီတက်ပေးရပါတယ်ခင်ဗျာမိုးလေးလည်းနွမ်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ရတာအနေနဲ့ငမြကြီးထည့်ပါမယ်ခင်ဗျာပြီးရင်စားနှဲငယ်ထည့်ပါမယ်ခင်ဗျာရတာစိတ်ဝင်သွားအောင်ထပ်ပြီးတော့ဒီရှာလေးမှုေးပေးရပါမယ်မိုးလေးလည်းစီပြန်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ရေနှဲငယ်ထည့်ပြီးတော့ဖုံးအောင်ထားပါမယ်ခင်ဗျာဒီမိုးဟာတစ်ခါတလေမှရတတ်တာဖြစ်တဲ့အတွက်ကျွန်တော်ရတဲ့အချိန်မှာတော့ခဏခဏဝယ်ပြီးတော့ချက်စားလေးရှိပါတယ်ခင်ဗျာမိုးဟင်းလေးအဖုံးအုပ်ထားတာမိနစ်20လောက်နေတော့ကျွန်တော်ရတာလေးတစ်ချက်မြည်ကြည့်ပါမယ်ရတာလေးအနေတော်လေးဖြစ်တော့မိုးလေးလည်းနူးသွားပြီဆိုတော့ကျွန်တော်ကစွန်းရက်ထည့်ပါမယ်ခင်ဗျာကစွန်းရက်လေးထည့်ပြီးတော့တေချာလေးထပ်ပြီးတော့ဝေပေးရပါမယ်ဇွဲလေးလည်းမြုပ်သွားပြီဆိုတော့ကျွန်တော်မျိုးသီးစိမ့်ထည့်ပါမယ်ခင်ဗျာဒီချာလေးထပ်မွေးပေးပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ခဏဖုံးအုပ်ထားမှာဖြစ်ပါတယ်5မိနစ်လောက်ဖုံးအုပ်ပြီးရဲ့နောက်မှာတော့ရေလေးတွေတော်တော်လေးပွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ရတာထပ်မြည်ကြည့်ပါမယ်ခင်ဗျာရတာလေးလည်းကိုလိုချင်တဲ့အနေထားလေးလည်းရတော့ဖြစ်တဲ့အတွက်ကျွန်တော်ပကံထဲကိုထည့်ပါမယ်ခင်ဗျာကဲကိုရိုးရှင်းလွယ်ကူပြီးအင်မတန်စားလို့မိန်နဲ့မိုဟင်းရေတောက်ကလေးဖြစ်ပါတယ်။စောင့်ကြည့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။